ဒေါ်ထက်အောင်ဒေသနာပေါင်းစပ်ဖြည့်ဖြောပြေတင်ဆက်အခန့်ပေးလျက်ရှိပါတယ်မင်္ဂလာပြောစီသိမ့်ပြီဆိုတော့ခွဲခွာကန်ဒီရုတ်တရက်ခွဲခွာရတော့မယ်ဒီရွာကလေးကိုဒေါ်ထက်အောင်ဒေသနာပေါင်းစပ်တို့နှုတ်ဆက်လက်ပြခဲ့ရပေမဲ့လေခဏတာဒေးသွားလာများဖြစ်ဖြောပြေတင်ဆက်ခွင့်ရခဲ့လို့အတိုင်းမသိဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်ဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်ဇော်ထက်အောင်ဒေသနာပေါင်းဆက်ကိုချစ်တဲ့တန်ရောစင်မာလေးရဲ့ဇော်ထက်အောင်ဒေသနာပေါင်းဆက်ခဏတာရောက်ရှိလာတဲ့ချိန်မှစလို့အဲဝတ်ကြေပြုံကပေါ်ရွေစွာနဲ့ကျင်းနာတတ်တဲ့ဒီရွာသူဒီရွာသားများရဲ့တန်ဖိုးထားစရာစိတ်ထားလာလေးတွေကကျွန်တော်တို့ဆက်ဆရာများအတွက်တော့အမတ်တရထင်ကြံခဲ့ရပြီပေါ့တန်ရောစင်ညီမလေးရဲ့တန်ရောစင်ညီမလေးရဲ့ကျွန်တော်များဇော်ထက်အောင်ဒေသနာပေါင်းဆက်ပါခင်ဗျာတကယ်တော့ကိုတို့စသမဘဝတွေကတာဝန်ပြီးရင်ဌာနေခီးကိုပြန်ရတော့မယ်ဆိုတာကိုသိရနဲ့လေတွေ့တာခင်မင်းတန်ရောစင်ဖြစ်ခဲ့ရတဲ့ဒီရွာသူဒီရွာသားများနဲ့မခွဲချင်ပေမဲ့လေခွဲရပေအောင်မယ်ဇော်ထက်အောင်ဒေသနာပေါင်းဆက်ကိုချစ်တဲ့တန်ရောစင်ညီမလေးရဲ့ကံကြမ္မာရဲ့တကြောပြန်လို့ရေစက်ရဲ့မကုန်ဇော်ထက်အောင်ဒေသနာပေါင်းဆက်နဲ့နောက်တစ်ခါပြန်လဲဆုံတွေ့ခွင့်ရခဲ့ရင်ပေါ့ရိုးသားပွင့်လေမနှောဖြူလာတဲ့ဒီရွာသူဒီရွာသားများနဲ့ပြန်လဲဆုံတွေ့ပါရစေလို့တောင်းဆိုရင်လာရလန်းလေးအတိုင်းပြန်ရတော့မှာမို့လက်ကလေးပြလို့နှုတ်ဆက်ခဲ့ပါတယ်တန်ရောစင်ညီမလေးရဲ့တန်ရောစင်ညီမလေးရဲ့ဒေါ်ထက်အောင်ဒေသနာပေါင်းဆက်ကိုချစ်တဲ့တန်ရောစင်ညီမလေးရဲ့တိုင်အင်းကြီးအောင်မှာမင်းသားတလက်ရဲ့လို့ထင်ရှားသတင်းစကားအချက်လက်တွေနဲ့မင်းမြန်းနေကြတဲ့တေးချစ်သူဘော်ဒါကြီးများအတွက်သတင်းကောင်းလေးတစ်ခုပါခဲ့ပြရစီခင်ဗျာဒီနေ့တစ်ခွေမှာနံပါတ်1ပထမတန်းစာဒေသနာပေါင်းဆက်ကိုမှာနာတော်တာပန်းစင်ငှားယူအားပေးလိုကြတဲ့တေးချစ်သူဘော်ဒါကြီးများအတွက်ဒလီမျိုးနဲ့ကြိုင်ကြီးကြီးအောင်မှာဇော်ထက်အောင်ဒေသနာပေါင်းဆက်ကိုဆက်သွယ်ငှားရနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ရပါတယ်ခင်ဗျာသတင်းကောင်းပါလိုက်ရပါတယ်ခင်ဗျာဇော်ထက်အောင်ဒေသနာပေါင်းဆက်ဖြောပြေတင်ဆက်အခန့်ပေးလျက်ရှိပါတယ်တာယာလပစတရမင်္ဂလာရှိလာတဲ့ဤကျေးရွာဤဒေသလေးမှာဇော်ထက်အောင်ဒေသနာပေါင်းဆက်ဒီသချင်းလေးများဖြောပြေတင်ဆက်ရာတွင်အမိုင်းလေးတွေရှိခဲ့ပါကခွင့်လို့နာတော်တာပန်းစင်ပေးကြပါလို့တောင်းဆိုရင်ယခုလိုတာယာလပစတရမင်္ဂလာရှိလာတဲ့ဤကျေးရွာဤဒေသလေးမှာဇော်ထက်အောင်ဒေသနာပေါင်းဆက်ပြန်ပါအောင်မယ်ပြန်အောင်မယ်လို့လက်ကလေးပြကနှုတ်ဆက်ခဲ့ပါရစေတန်ရောစင်ညီမလေးရေလက်ကလေးပြလို့နှုတ်ဆက်ခဲ့ပါတယ်ဇော်ထက်အောင်ဒေသနာပေါင်းဆက်ကိုချစ်တဲ့တန်ရောစင်ညီမလေးရေတန်ရောစင်ညီမလေးရေကျွန်တော်များဇော်ထက်အောင်ဒေသနာပေါင်းဆက်ပါခင်ဗျာဇော်ထက်အောင်ဒေသနာပေါင်းဆက်ဖြောပြေတင်ဆက်အခန့်ပေးလျက်ရှိပါတယ်